အကျင့်မကောင်းတဲ့အိမ်ရှင်ကိုကလဲစားချဖို့အတွက်လူငယ်လေးဟာအိမ်ပေါ်ကမစင်းခင်ငွေမြောက်များအကုန်ကြခံပြီးပြင်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကိုငှားလိုက်ပါတယ်။သူ့ရွေချက်ကတော့တအိမ်လုံးကိုအကုန်ခွာချပစ်ပြီးအိမ်ငှားခါစားကအတိုင်းဘာမှမရှိတဲ့အကျန်းထည်အခြေအနေပြန်ရောက်အောင်လုပ်ဖို့ပါပဲ။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့3နှစ်ကသူစငှားတော့ကလည်းအဲ့ဒီလိုအခြေအနေမျိုးပဲဖြစ်ခဲ့လို့ပါ။လွန်ခဲ့တဲ့3နှစ်အတွင်းမှာသူဟာဒီအိမ်လေးကိုတက်ရက်ပြီးနေချင်းစပွဲကောင်းတဲ့အိမ်ကောင်းလေးတစ်လုံးဖြစ်အောင်တဖြည်းဖြည်းချင်းပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့အိမ်ရှင်ကဒီကျန်းတဲ့အိမ်လေးဟာတားနာတဲ့အိမ်အဆင့်မြင့်ကြီးဖြစ်နေတာကိုတွေ့သွားပြီးချက်ချင်းပဲအိမ်ပြန်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့သားအတွက်မင်္ဂလာဥအိမ်ဖြစ်ပေးခြင်းလို့ပါအိမ်ရှင်ကလူငယ်လေးကို9ရက်အတွင်းအိမ်ပေါ်ကဆင်းပေးဖို့လည်းအမိန့်ပေးခဲ့ပါတယ်။လူငယ်လေးကတော့ဒီလိုမတရားတဲ့တောင်းဆိုမှုကိုတဘာဝအတိုင်းညှင်းဆင်တာပေါ့အိမ်ငါးစာချုပ်တက်တန်းက4နှစ်တောင်ကျန်သေးတယ်လို့အပူပေးစနစ်အတွက်ယူရို9တူညာတောင်အခုလေးတင်ပေးထားတယ်လို့သူကထောက်ပြခဲ့ပါတယ်။ဒါပေမဲ့အရှက်မရှိတဲ့အိမ်ရှင်ကတော့အဲ့ဒီငွေတွေကိုအိမ်ဟောင်းနှန်းကားနဲ့တန်ရှင်းရေးကအဖြစ်သတ်မှတ်လိုက်မယ်လို့ပြောင်းကြပြောချင်တိုင်းပြောခဲ့ပါတယ်။လူငယ်လေးကဒေါသတကြီးနဲ့ပြန်ပြောတာကကျွန်တော်ငါတော့ကဘာမှမရှိတဲ့အကျန်းထဲအိမ်ကိုငှားခဲ့တာဘာဟောင်းနှန်းကပြောနေတာလေတဲ့ဒါဟာစာချုပ်ကိုတစ်ဖက်သက်ထောက်ဖြတ်တာဖြစ်လို့သူဟာနှစ်နာကြီးတောင်းပန်ခွင့်အပြည့်အဝရှိပါတယ်။ဒါပေမဲ့အိမ်ရှင်ကတော့ဘာမှဂရုမစိုက်ဘဲအိမ်ကသူ့အိမ်ဖြစ်လို့တားဖြစ်သူမင်္ဂလာဆောင်ဖို့တုံးတာဟာတဘာဝပဲလို့စတူးပြောနေခဲ့ပါတယ်။ဘာမှတတ်နိုင်ခြင်းမရှိတော့တဲ့အဆုံးလူငယ်လေးဟာ9ရက်အတွင်းဆင်းပေးမယ်လို့ဟန်ဆောင်သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူ့ကောင်းထဲမှာအစီအစဉ်တစ်ခုရှိပြီးသားပါ။နောက်နေ့မှာပဲသူဟာကျွမ်းကျင်ပြင်ဆင်ရေးအဖွဲ့ကိုငှားလိုက်ပြီးသူ့ပတ်စံစိုက်ထုတ်ထားတဲ့ကြမ်းခင်းတွေဗီဒီယိုတွေရေချိုးခန်းသုံးပစ္စည်းတွေနဲ့တခြားအရာအလုံးကိုခွာထုတ်ပစ်ဖို့ညွှန်ကြားလိုက်ပါတယ်။စာချုပ်ထဲမှာရှင်းရှင်းလင်းလင်းပါတာကတော့အိမ်ရှင်ကအိမ်ကိုစောစီးစွာပြန်သိမ်းရင်အိမ်ကဟာသူကိုယ်တိုင်တက်ဆင်ထားတဲ့ပစ္စည်းမှန်သမျှပြန်ယူပိုင်ခွင့်ရှိတယ်ဆိုတာပါပဲ။အိမ်ရှင်ကသူ့ရဲ့စူးစမ်းအထောက်မှုတွေကိုအလကားအမျက်ထုတ်ချင်နေတာဆိုတော့သူကလည်းအကုန်လုံးကိုပြန်ယူသွားဖို့ဆုံးဖြတ်လိုက်တာပေါ့။ပြင်ဆင်ရေးအဖွဲ့ကတော့ဒါတွေကအသေးသက်ဆင်ထားတာတွေဖြစ်လို့ပျက်စီးမှုမရှိဘဲခွာဖို့ဆိုရင်ကုန်ကျစရိတ်တော်တော်များမယ်လို့တတိပေးပါတယ်။လူငယ်လေးကတော့ပတ်စံကပြဿနာမဟုတ်ဘူး။အရေးကြီးတာက9ရက်အတွင်းအကုန်ခွာပေးဖို့ပဲလို့ပြန်ပြောခဲ့ပါတယ်။အလုပ်သမားတွေကပရိဘောဂပစ္စည်းတွေကိုတစ်ခုချင်းစတဲ့ထုတ်ကြပါတယ်။ဒါကိုအိမ်ရှင်မြင်တဲ့အခါမှာတော့ဒါဟာတာမန်အိမ်ပြောင်းတာပဲလို့ထင်ပြီးညံ့ဆင်းဖို့တောင်လာတော့ပါသေးတယ်။လူငယ်လေးကဘာမှရှင်းမပြဘဲအိမ်ကိုတန်တန်ရှင်းထားခဲ့ပါမယ်လို့ပဲကတိပေးခဲ့ပါတယ်။နောက်နေ့မှာတော့အိမ်ရှင်ရဲ့သားကမင်္ဂလာဦးအိမ်ကိုအလှဆင်ဖို့လူတွေခေါ်လာပါတယ်။ပရိဘောဂတချို့မရှိတော့ပေမဲ့အိမ်ရဲ့ဖွဲ့စည်းပုံကအကောင့်အတိုင်းရှိနေသေးတော့သူဘာမှမရိပ်မိပါဘူး။အဲ့ဒီအစားသူ့ရဲ့သူတို့သမီးလောင်းကိုဒီအိမ်ကအပူပေးစနစ်တောင်အဆင့်မြင့်ထားတာစောင်းနှင်းကြရင်အိမ်ထဲမှာလက်တူနဲ့နေလို့ရတယ်ဆိုပြီးဂုံယူဝင်းကြွားစွာလိုက်ပြနေပါတယ်။သူတို့သမီးကလည်းသဘောကျပြီးသူကလည်းခမ်းနားတဲ့မင်္ဂလာပွဲကြီးအတွက်အသင့်ပြင်ထားဖို့ယုံကြည်ချက်အပြည့်နဲ့ပြောနေခဲ့ပါတယ်။မင်္ဂလာဆောင်တဲ့နေ့ရောက်လာပါတယ်။အိမ်ရှင်ရဲ့သားကသူတို့သမီးကိုအောက်ထပ်ကိုခေါ်ဆင်းလာရင်ပစ္စည်းနောက်ဆုံးတစ်တုပ်ကိုတဲထုတ်ပြီးခါစလူငယ်လေးနဲ့တိုးပါတယ်။တားဖနှစ်ယောက်ကလူငယ်လေးကိုချက်ချင်းပဲထပ်ပြီးလှောင်ပြောင်ကြပါတယ်။အိမ်ရှင်ကငါသားမင်္ဂလာပွဲအဆင်ပြေဖြစ်သွားတာကတော့အကုန်ကြခံပြင်ဆင်ပေးခဲ့တဲ့ဒီငတုံးလေးကျေးဇူးကြောင့်ပဲလို့နှာခေါင်းရှုံပြီးပြောပါတယ်။တားဖြစ်သူကလည်းအပြင်မှာရထားတဲ့ကားတစ်ကြီးကအိမ်ပြင်စရိတ်တက်တာသွားတဲ့ပတ်စံနဲ့ဝယ်ထားတာလို့ကြွားပါသေးတယ်ပြီးတော့မှလူငယ်လေးကိုမင်္ဂလာစပွဲလာခဲ့ပါဦးလို့ဟန်ဆောင်ပန်ဆောင်ဖိတ်ပါတယ်။လူငယ်လေးကတော့တီတီငင်ငင်နဲ့ပဲမင်္ဂလာစပွဲတော့မလာတော့ပါဘူး။ဒါပေမဲ့ခဏနေရင်လည်းခင်ဗျားတို့အခုလိုပဲဆက်ပြုံးနိုင်ပါစေလို့ညှော်လင့်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်သူတို့ကတော့လူငယ်လေးကိုလုံးဝဂရုမစိုက်ပဲအိမ်ပေါ်ကိုတက်သွားကြပါတယ်လူတိုင်းကိုသူတို့ရဲ့သားနာတဲ့မင်္ဂလာဦးအိမ်ကိုပြမရလို့လဲကြွားနေကြပါသေးတယ်အိမ်ရှင်သားကဒီအိမ်ရဲ့ဒီဇိုင်းတစ်ခုလုံးကိုကိုယ်တိုင်စံနှုန်းအမြင့်ဆုံးနဲ့လုပ်ထားတာလို့တော့အမွှန်းတင်ပြီးတောဖွင့်လိုက်ပါတယ်တကားပွင့်သွားတဲ့တခဏမှာတော့အားလုံးဟာကြောက်ရွံ့တွေလိုအံ့ဩမြင်တက်ပြီးရက်တန့်သွားကြပါတော့တယ်